ဒီလေးကတော့နည်းနည်းအေးပါတယ် view လေးကတော်လေးလာပါတယ်အဝေး wow တော်လေးလာပါတယ်အခုဒီမှာပဲတစ်နေပါတယ်သူကတော့အားလုံးပဲမင်္ဂလာပါအခုသွားနေတာတော့ရရောင်ပါဘန်ကောက်ကနေတော့3နိုင်လောက်စီးပြီးသွားရင်တော့ရောက်ပါပြီဒါကတော့ဆွန်နမ်တို့ရဲ့ resort လေးပါဆွန်နမ်တို့ရဲ့ resort ကနေ9မိနစ်လောက်လမ်းလျှောက်လိုက်ရင်တော့ beach လေးကိုရောက်ပါပြီ resort ကနည်းနည်းလေးကြီးတော့ကိုယ့်ရဲ့အခန်းဘယ်နားမှာလဲဆိုလို့တော့ရှာနေကြပါတယ် resort လည်းအမျိုးမျိုးပုံစံရှိပါတယ်သူက VIP လိုမျိုးဆိုရင်ကျတော့တခါတည်းဒီ swimming pool အပါအဝင်ပေါ့အဲ့လိုလည်းရှိပါတယ်တော့မဟုတ်ဒီတိုင်းအခန်းတည်တတ်နေလည်းရှိပါတယ်အခုကတော့အခန်းကိုရောက်ပါပြီဒါကြီးကတော့အခန်း2လေးပါရှင်ဒါတတိမနဲ့ကလေးနှစ်ယောက်ပါတတိမကတော့အတတိယကျတော့ပြင်သွားပါတယ်ခဏလေးစမှာဒါဗရနာဒီမြင်ရတဲ့မြင်ကွင်းလေးပါလားတော်လေးလာပါတယ်ဒီအိမ်ရလေးတွေကတော့တော်လေးကြီးပါတယ်2ယောက်မို့3ယောက်လောက်တောင်အိမ်နေနဲ့အိမ်ရလေးရှိပါတယ်အခုဒီဘက်နဲ့လာတော့တော်လေးအဆင်ပြေပါတယ်ရောင်နေလားအင်းဒါလေးကျဲကြည့်ပါလိမ့်ရှင်ကတင်အတိတ်တွေ့ပြီဆိုတော့ဆိုနမ်နဲ့ဆိုနမ်ကလေးတွေကတော့ဒီလိုခုံလိုက်ရမှကျင်းတဲ့လူတွေပါbeach ခဏသွားမယ်ဆိုလို့ထွက်လာခဲ့ကြပါတယ် beach ကတော့ဒီကနေ9မိနစ်အရှိမပဲ9မိနစ်လောက်လမ်းလျှောက်လိုက်ပြီဆိုတာနဲ့ဟိုရောက်ပါ beach ကိုရောက်ပါပြီ beach လေးကတော့တအားလေးလာပါတော့ညနေစီးစာချင်းအိုးလာတယ်အဘကိုလာနည်းနည်းကတော့ကြည့်ပါမယ်ရှင်နီးကလေးလို့ဖြစ်မလဲဆိုရဲဟာခုနော်အေးတယ်ရေလေးကတော့နည်းနည်းအေးပါတယ် view လေးကတော်လေးလာပါတယ်အဝေးဝေးကြီးကိုဘာမှမမြင်ရအောင်ဒါတော့ရရပါရှင် Why Oh yeah Wow only small scale Yes ဒီရောင်ရဲ့ beach ကကျတော့တအားလာပြီးတော့ကြည်လင်ပါတယ်ဒီဖတ်တရား beach နဲ့တော့လုံးဝမတူပါဘူးရှင်တော်လေးလာတယ်ဒါရောင်ကျတော့โอ้ยကောင်းကင်လေးလည်းတအားလာပါတယ်ဒီလေးကတော့လုံးဝ share ပါရေခဏဆော့ပြီးတော့ပိုက်တအားစားလို့ဆိုလို့အကုန်လုံးကတော့ညစာစားဖို့ထွက်သွားကြပါတယ်ညစာလည်းဒီ resort ကနေ9မိနစ်လောက်ထွက်လိုက်ပြီဆိုတာနဲ့ဟိုရောက်ပါပြီ။တော့မဟုတ်ကွာဒီလိုစားတော့ဆာမှမစားချင်ဘူးဒီလို stand နေမှာစားချင်တယ်ဆိုရင်လည်းစားလို့ရပါတယ်။ stand နေလည်းတအားများပါတယ်။ဆိုတော့တော့ဒီ view လေးကြည့်ရင်းနဲ့ပဲညစာလည်းစားလိုက်ပါတယ်။အခုတော့ဒီဆရာကြီးက order လုပ်နေပါတယ်။ဒီစားတော့ဆိုင်ရဲ့ review လေးလည်းတအားကောင်းပါတယ်။ဒီ portion တွေလည်းတအားများပြီးတော့ဈေးလည်းပုံမှန်ပါပဲပေါ့အဲ့လိုမျိုးနဲ့စားလို့လည်းတအားကောင်းပါတယ်။ကြည့်တဲ့သူဒီရရောင်လာဖြစ်တယ်ဆိုရင်တော့စားစီရှင်ပါတယ်ဒါနဲ့နောက်တရက်ပြန်ထပြီးတော့မနက်စာဘူဖေးလေးတော့စားဖြစ်ပါတယ်မနက်စာဘူဖေးဆိုပေမဲ့ဒီ variety ကတော့အများကြီးတော့မရှိခဲ့ပါဘူးသူတို့ကဒီလိုတစ်ခါတည်း packing ပိတ်နဲ့တစ်ခါတည်းထားပေးထားတဲ့ပုံစံမျိုးလေးပေါ့ဆိုတော့ကတော့ bread လေးနဲ့ coffee လေးပဲတော့ဖြစ်ပါတယ်စားပြီးရတဲ့နောက်တနေရာသွားဖို့ ready ဖြစ်သွားကြပါပြီနောက်ကတော့မကြည့်တော့ပါနဲ့ညပတ်နေပါလေခုကနောက်တနေရာသွားမယ်လို့ပြောနေပါတယ်ဒါပေမဲ့ဆိုနမ်းလည်းမသိပါဘူးဘယ်ကိုသွားမလဲဆိုတဲ့ဟာတော့ပြီးမှပြန်ပြပေးပါမယ်ဒီရရောင်ရဲ့ရာသီဥတုကတော့တအားလေးကောင်းပါတယ်ဒီလိုကားနဲ့သွားလို့တင်းပေါက်ဖွင့်ထားတယ်ဆိုရင်တော့မှလေအေးလေးတိုက်ပြီးတော့တအားနေလို့ကောင်းပါတယ်အခုရောက်နေတာကတော့ဒီရရောင်မှာရှိတဲ့ boating garden ဆိုတဲ့နေရာလေးကိုရောက်နေတာပါနေတော့တအားပူပါတယ်ဒါလေးကဒီ boating garden လေးရဲ့ location လေးပါအခုကဆိုနမ်တို့ကတော့လက်မဖြတ်ပြီးသွားရေဆိုတော့ကိုယ်အလဲရောက်ဖို့ခဏလေးစောင့်နေကြတာပါအခုတော့ဘုတ်တော့စီးတော့ပါမယ်အမှအဲ့လိုအကြီးကြီးပေါ့ဒါကကျွန်တော်ဘုတ်တစ်ခုတော့ငားလိုက်တာပေါ့နော်ဆိုနမ်တို့ကကျွန်တော်စထွက်ပါပြီအိုးဝိဝါးတော်လေးလာပါလေဒီလိုစီးရတော့ဒါတယောက်ကိုကျတော့တနာရီကို100နဲ့ပေးရပါတယ်သူတို့
ပန်းနေအများကြီးပဲရှုခင်းနေရတော့တော်တော်လေးလာပါတယ်ဒီလိုပုတ်ငါလိုက်တာကျတော့ဟွာလောက်ကြပါတယ်တနာရီကို600ကျတယ်ဒီလိုပုတ်တစ်ခုလုံးငါလိုက်တာပေါ့အကုန်လုံးစီးလို့ရတယ်ပေါ့အဲ့လိုဆိုရင်တယောက်တယောက်စီပိုင်းလိုက်ရင်လည်းတော်တော်လေးစီးပြီးပါတယ်ဟိုးပန်းနေအများကြီးပါပဲလေးပန်းစပိန်လေးလည်းစီးလို့ရပါတယ်စပိန်စီးတာလည်းတူတူပဲဒါတနာရီကို100နီးပါပေါ့အဲ့လိုပေးရပါတယ်ဒါပေမဲ့စပိန်စီးလို့တော့ဘယ်လိုပြောမလဲနေသားပူပါတယ်ဒီလိုနဲ့ပဲစင်ပြေမယ်လို့ထင်တာလေကိုကတော့ဟိုစပိန်စီးပြီးနေပူတဲ့ထွက်ရတာတော့တော်ပါပြီပြီးနေကဘယ်လောက်ပူလဲဆိုတော့အကုန်လုံး sunscreen လိမ့်ကိုလိမ့်ရမယ်သူကအဲ့လိုလဲညွှန်ကြားထားတာပေါ့အဲ့ဆိုတော့မရှိဘူးကိုက sunscreen ကိုထည့်ပြီးဆိုရင်တော့ဒီအဲ့ fine သေးတွေမှာပေါ့အကုန်လုံးမှာဒီ sunscreen လည်းသူတို့ထားပေးထားပါတယ်အဲ့လောက်အဆင်ပြေပါတယ်တလားဈေးကြီးอ่ะဆိုတော့အဲ့လိုမျိုးရှိသူဆိုင်ပါလေဆိုတော့အကုန်လုံးဈေးပေါ်ပြီးအကုန်လုံးအရန်အကျင့်ကောင်းကြပါတယ်ပေါ့သူတို့ရအခုတော့ဒါဆိုနမှုစီရတော့ဒါတနာရီလောက်ကြာပါတယ်အဲ့ဆိုရင်တနာရီရှိတော့စီရမှာသူ့ရုပ်ကိုတော့ကြည့်လိုက်ပါဦးဒီမှာကြောက်နဲ့ဟောစီးနေတာပါအနောက်မှာတစ်ထေးမှလည်းတော်တော်လေးပြောနေပါတယ်နော် paragliding နဲ့စီးနေကြပါတယ်လေဖုန်းနဲ့တော့ဒီနားမှာ paragliding စီးနေကြပါတယ်တလား paragliding ကစီးလို့ရပါတယ်ဒီနေရာလေးကတော်တော်လေးဆင်ပြေပါတယ် code ကလည်းစီးနဲ့တစ်ချက်တည်းရက်သွားကိုရီးယားလည်းနားမလဲသူကလည်းထိုင်းလိုပြောကိုကလည်းနားမလဲအခုပြောနေသူထိုင်းလိုပြောရင်ကိုလည်းနားမလဲအေးပါလေ Yes. This one more, not before. Oh yes Good. Good. ဒီကပန်းနေတော့ခူးချင်တော့ခူးရပါတယ်အများကြီးတော့မပေးဘူးပေါ့ The water. အပြောင်လေးပို့လိုက်ပါလေ可能要换床。ဖြစ်သွားတာအင်းကြီးဆက်သွားပါတယ်အခုဒီနောက်တယောက်ခေါ်ပြီးတော့နောက်တယောက်ပြန်ပြောင်းမယ်လို့ပြန်ပြောနေပါတယ်ဒါနောက်တယောက်ခေါ်တာပေါ့ကိုကလည်းကန်စလိုက်တာအခုဒီမှာပဲတင်နေပါတယ်အခုတော့ဒီမှာပဲတင်အခုနောက်တစ်ခုလာဖို့ပို့လာဖို့ဆက်နေအခုတော့နောက်တစ်ခုပို့ပါလာပြီးတော့အဲ့ထဲမှာပဲဒီလိုဆက်လိုက်ပါတယ်ဒီလိုစိတ်နဲ့အပေါ်ပြန်ဆက်သွားနေပါပြီလန့်သွားပဲပို့ကအဲ့နောက်ကသူဆိုရဟာပြန်သွားတယ်အခုကတော့ဒီတိုင်းနဲ့ပြန်ဆက်ပြီးတော့ပြန်သွားနေပြီပေါ့အခုတော့ Mẹ, nó bị mà. လူကထပေးပါတယ်ဒီမှာတိတ်ပြီးတော့ရေမနစ်ဘူးဆိုတော့ဒီမှာတက်ပုံရတဲ့နေရာလေးရှိရဆိုလို့အဲ့နေရာခုပြန်သွားနေတာဒီပို့မှာသူတနေရာရက်ပြီးတော့အမှဖက်နဲ့စီပြီးတော့တက်ပုံရပူရတယ်ဆိုလို့သွားမလို့ပေါ့အောက်ဆင်းပြီးတော့ဒီမြေပြင်ကဒီလိုလုပ်လိုက်လုံးနေတယ်အခုလုံးကြည့်နေတယ်သူကဒီနားမှာ view point ဆိုရအောင်ဒီဘက်ကဒီကန်းချီတွေအကုန်လုံးနဲ့ကိုသူကဓာတ်ပုံရိုက်လို့ရတယ်ဆိုမှသူရက်ပြထားပါဒီဘက်ကကန်းချီနဲ့ကောင်းကင်လေးနဲ့တောင်တန်းတွေနဲ့တော်တော်လေးလာပါပေါ့အဝေးတော့တိတ်သွားပိုင်ခွင့်ပေးထားဒီအနီးနားမှာပဲဒီလိုပူစီပြီးတော့သွားလို့ရတယ်ဆိုလို့သွားခိုင်းတာပါနည်းနည်းတော့ကြောက်စရာကမှတော့မြေပြင်းဒီလိုလုံနေပါတယ်ဒီကဲဘူးဟာဒီကဲဦးသူကလည်းကြောက်နေရတယ်မခုမှသူ့လည်းကိုထိုင်မဲ့သူမရှိYeah, you made it. Go. ဆိုနမ်တို့ခဏလေးအောက်ဆင်းပြီးတက်ပုံရိုက်နေချင်းသူလည်းအင်ဂျင်ပြင်လိုက်ပါတယ်အဲ့ဆိုရင်တော့အခုကကျတော့အကုန်လုံးပြန်ရှေ့ဆက်ပြီးသွားနေပါပြီတယောက်တည်းခုနလိုဆက်တာတော့မရှိတော့ပါဘူး ဒီလည်းတော်တော်လေးနေပါတယ်ဒီမှာငါးလေးရှိတယ်ဒါပေမဲ့ငါးရဲ့ exercise ကိုတသေးလေးပေါ့အဲ့လိုငါးလေးလည်းရှိပါတယ်တော်လေးလာပါတယ်ဒီပန်းနေတော့နေရတယ်ကရှိတော့တော်လေးနေတယ်အဲ့ဒီလိုပုတ်စီတာလည်းမျိုးပုံစံရှိပါတယ်အဲ့အပေါ်အရှိမှာလည်းပေါ့ဒီလိုကျတော့ဒါကျတော့စီးပင်းနဲ့သူရှိတယ်နောက်မှာမောင်းပေးမဲ့သူစားပေးဆိုဟိုကအရှိကကျတော့မင်းလေးနှစ်ယောက်နဲ့အောင်ကျတော့အဲ့မျိုးကိုယ်တိုင်မှာပေါ့အဲ့လိုစားပေးစင်းလည်းခုရှိတယ်ဒါနဲ့ဒါဈေးနည်းကွာနေတယ်ဆိုတော့လည်းတိတ်ကြတော့မတည်ဘူးရတော့ စီးတဲ့တနိုင်နီးပါလောက်ဆိုရင်တော့ကိုစထွက်တဲ့နေရာကိုတော့ပြန်ရောက်ပါပြီအခုတော့ဒီ boating garden ကိုတော့ဘိုင်ဘိုင်လုပ်လိုက်ပါပြီအခုတော့နောက်တနေရာပြန်သွားနေပါတယ်နောက်တနေရာမရောက်ခင်ထိတော့ပယန်းစာလို့လမ်းမှာပဲကြိတ်လိုက်ပါတယ်အခုရောက်နေတဲ့နေရာလေးကတော့ဒီတိုက်ရောက်မှာအရင်ကစားနေတဲ့ welcome to Thapong fruit market ပေါ့အသီးနှံ market လေးပါရှင်အသီးနှံနေရာတကအသီးနှံနေပါပဲရှင်ဒီညရဲ့အသီးနှံတွေကတော်တော်လေး fresh ရှိပြီးတော့ဘယ်လိုပြောမလဲအရင် famous ဖြစ်ဒီနိုင်ငံခြားသားတွေလည်းအများကြီးလာပြီးတော့သူကစားကြရဲလို့ပြောလို့ရတယ်ဆိုတော့တတိမနဲ့ကိုယ်လည်းဒီမှာလာပြီးတော့ explore လုပ်ကြတာဒါလေးကတော့ဆိုနာမည်မသိဘူးတော့ဒါနွားပြီးသားပေါ့ပြီးရင်ဒီ market လေးကကျတော့
မနက်9နာရီညနေ4နာရီထိဖွင့်ပါတယ်ဒီပြီးရင် try ကြည့်ရခုနအဲ့ဆိုတော့မသိတဲ့နာမည်ရဲ့ပြီးရင် try ကြည့်ရအောင်ဒီချိုခါပုံစံမကြိုက်ဘူးဒီလိုကလေးတွေကတော့ဒီ jackfruit ကြိုက်တယ်ဆိုလို့ဒီဟာလေးပြန်ဝင်လိုက်ပါပြီအခုကျတော့ဒါစောတဲ့နဲ့လူတွေတော့မရှိသေးဘူးမချောင်းနေတော့လူတွေကတော့ဘယ်သူမှမရှိသေးပါဘူးဒီညနေပိုင်းလောက်မှပေါ့သူကလူတွေနည်းနည်းစီရဆိုဆိုင်လည်းတချို့တွေကဖွင့်ထားတချို့တွေကမဖွင့်ရသေးဘူးအခုကဒါလေးဝေဖလို့ကိုအမခဏတပတ်ပတ်ပြီးတော့ပြန်တော့မယ်လို့ပြောဒီ dry fruits တွေပုံများပါတယ် fruits တွေဆက်ဆိုင်တော့နောက်ဆုံးအနေနဲ့တော့တထေးမှဆိုနမ်တအားကြိုက်တဲ့ဒူရီယန်လေးပဲစားလိုက်ပါပြီ fresh နွားပြီးတော့အဲ့မှာပဲထိုင်ပြီးတော့စားလိုက်ကြပါတယ်အကုန်လုံးကတော့ဆိုနမ်လည်းအစတော့တိတ်မကြိုက်ဘူးဒါပေမဲ့ဒီတထေးမတွေနဲ့နေနဲ့ကြိုက်လာတယ်အခုဆိုဒူရီယန်တအားကြိုက်လာတယ်တစ်ခုနဲ့မအောင်နောက်တစ်ခုပြန်စားပါတယ်ခပ်ကအခုတော့ပြန်တော့ပါမယ်စားလိုက်ပြီးတော့ဝယ်လိုက်ပြီးတော့ပါပြီ vlog လည်းတအားရှိနေဆိုတော့ဒီ vlog ကိုဒီမှာပဲရက်လိုက်ပါမယ်ဒီကနေရှေ့ဆက်ပဲတွားမလဲဆိုတော့နောက်ဗီဒီယိုအထိစောင့်ပေးပါ thank you for watching bye bye